ညာနဲ့မှာတော့တုပ်ပေါ်တီးနိုးလာပြီးအိတ်ချင်မှုတူနဲ့မျက်လုံးဖွင့်လိုက်တယ်အပေါ်သွားဖို့ထပြီးဘေးပင်ညာကိုကြည့်ရင်နဲ့အချိန်မဲမဲကြီးတစ်ခုကိုတွေ့လိုက်ရတာရွာလမ်းမတနေရာကနေတုပ်ပေါ်တယောက်အရေးကြီးတော့ပြပြေးလာခဲ့တယ်လမ်းကူလက်တနေရာရောက်မှာတော့ဖိုးတူမိဝိုင်းငပိန်နှုတ်နဲ့ဆုံတာတုပ်ပေါ်ကိုမြင်တော့ဖိုးတူတော့မေးလိုက်တယ်တုပ်ပေါ်ကြီးဘာလို့အရေးကြီးပြေးနေရတော့ကွာအေးဟဲ့ငါတို့တော့မမြင်ဘူးဘာလဲနင့်အမေလိုက်ရတာခံရပြန်မလားဘယ်ရတာအမေကလိုက်ရမှာလေဟာအမေကပြေးဖို့နေနေတာအခုအပြင်းဖြားပြီးအဲ့ရတဲ့လဲနေတာကြောင်ကနန်းကြီးပြောနေလို့အပမိတာများလားလို့လေငါလေးကြံမရတာနဲ့မှော်ဆရာချက်ကြီးကိုတွားခေါ်မလို့ဟာဟုတ်လားအေးဒါဆိုငါတို့လည်းလိုက်ခဲ့မယ်လေဒါလို့နဲ့ပိုးတူတို့တတိုင်းမှော်ဆရာချက်ကြီးအိမ်ကိုအပြေးလွှားသွားကြတယ်မော်စီယာချက်ကြီးချန်ရှိကိုရောက်တော့အားလုံးကတမ်းမြိုင်အော်ခေါ်လိုက်ကြတာပြိုးကိုချက်ကြီးအိမ်ထဲမှာရှိလားဗျကျွန်တော်ဝင်ခဲ့ပြီနော်ဖိုးတူတို့အဖွဲမော်စီယာချက်ကြီးအိမ်ထဲရောက်တော့ချက်ကြီးကအိမ်ခန်းထဲမှာကြိုးပြီးမျက်စိမိတ်တိုင်းလို့တခုခုရေရွံ့နေအောင်တွေ့ရတာဖိုးတူတို့ကကိုချက်ကြီးခေါ်လိုက်ရတာဗျဘာလို့လုပ်နေရတော့ဗျခေါ်မကြအောင်မကြနဲ့အဲ့တော့မှမော်ဆရာကဖိုးတူတို့ဘက်ကိုလှည့်လာပြီးပြောလိုက်တယ်။မကြားတာမဟုတ်ဘူးဟေ့တရေတွေကိုနှိမ်နှင်းဖို့မန်းတန်းနေကြင့်နေတာဟာပြောပါအောင်နိုင်ရင်ကိစ္စဒလို့ကိုချက်ကြီးရဲ့တုပ်ပေါ်မီအပြင်းပြနေတာမထနိုင်တော့ဘဲနဲ့ကြောင်ကနန်းကြီးပြောနေလို့တဲ့ဟုတ်တယ်ဗျကုညီပါအောင်ဗျကျုံမီအပမီယာတွေဘာတွေများဖြစ်နေလားလို့လိုက်ကြည့်ပေးပါအောင်ဟေးဟုတ်လားဒါဆိုငါနဲ့တုပ်ပေါ်အရင်သွားပြီးအချိန်ကြီးကြည့်လိုက်အောင်မင်းတို့ကနေခဲ့ကြတဲရဘလို့တဲရဲမျိုးလဲဆိုတော့ငါရှင်လေးလာပြီးတော့အနေရကဲမှမင်းတို့ကိုခေါ်လိုက်မယ်ကောင်းပါပြီကိုချက်ကြီးဒါလို့နဲ့ဖိုးတူတို့ကကြမ်းခဲ့ပြီးတော့တုပ်ပေါ်နဲ့ကိုချက်ကြီးပဲတုပ်ပေါ်ရင်ကိုအမြန်ပြေးသွားလိုက်ကြတာမော်စီယာချက်ကြီးနဲ့တုပ်ပေါ်လေးအိမ်မော်ရောက်တော့တုပ်ပေါ်မီကကြောင်ကနန်းကြီးပြောနေအောင်တွေ့လိုက်ရတယ်တားဟေတားလေးတုပ်ပေါ်အမေမခံစားနိုင်တော့ကွယ်အမလီအတင်းထားပါမေအမေဘာမှဖြစ်ရပါဘူးတားတို့ကိုချက်ကြီးလည်းခေါ်လာတယ်ဗျကဲအချိန်မရှိဘူးငါပြောကရှိမရှိစစ်ကြည့်လိုက်တော့မယ်မော်စီယာလေးတုပ်ပေါ်မိပြီးမှထိုင်ကြပြီးမျက်စိကိုမဲလို့အာယုံခံနေလိုက်တာခဏလောက်နေတော့တုပ်ပေါ်မင်းမိကဘာအပေါက်မှမမေ့ဘူးကွာအပြင်းဖြားပြီးအဖျားတက်နေတာဗျာဟုတ်ဟိုဒါဆိုကျွန်တော်တို့ဘာလုပ်ရမလဲဗျာကုညီပါအောင်ဒါလို့လို့ကွာငါတို့ရွာနဲ့အနီးဆုံးကဆေးရုံစီပဲခေါ်သွားကြစို့မြို့ပေါ်အထိဆိုမင်းမေချင်းနေရလမ်းမှာစိုးရင်ရတယ်ကွာတော်ဘောတို့ဆေးရုံရောက်ပြီးခဏကြာမှဖိုးတူမိဝိုင်းနဲ့ငပိန်တို့လည်းရောက်လာကြတယ်လူနာကန်းရှိမှသူတို့9ယောက်စကားစုပြောလိုက်ကြတာကဲတော်ဘောဆရာဝန်ကတော့စိတ်ချရပြီတဲ့မင်းမစစ်မမှုနဲ့ကွာဒီညငါတို့တစ်ခွက်လုံးကိုစောင့်မိမယ်ဟုတ်ပလားအေးအကြီးလဲအိတ်သွားပြီဆိုတော့ပြန်နေမယ်ကွာငါအမေကိုမပြောမနဲ့ထွက်လာတာကွာအမေသိရင်ငါရိုက်ခံရမှာငပိန်ရဲ့နင်ကအမေရိုက်မှာကြောက်တာမဟုတ်ဘဲနဲ့တရေကြောက်လို့မလားဟုတ်သားပဲငပိန်ကမင်းကလေငါတို့လည်းရှိတာပဲဟာတော်ပေါ်လဲအားရှိအောင်လို့မပြတ်ပါနဲ့ဟာအင်းမဒါဆိုလဲပြီးတာပဲကျုပ်တခုခုဖြစ်ရင်ကိုချက်ကြည့်တောင်းအောင်မယ်နော်ပြောပြီးသားဒါလို့နဲ့ဖိုးတူတို့တောင်းစုလုံးဆေးရုံမှာလူနာဆောင်မေးဖို့အတွက်ဆုံးဖြတ်လိုက်ကြတာညာနဲ့မှာတော့တုပ်ပေါ်တီးနိုးလာပြီးအိတ်ချင်မှုတူနဲ့မျက်လုံးဖွင့်လိုက်တယ်အပေါ်သွားဖို့ထပြီးဘေးပင်ညာကိုကြည့်ရင်နဲ့အချိန်မဲမဲကြီးတစ်ခုကိုတွေ့လိုက်ရတာအောင်မလေးတရေကြီးဗျာလို့ပါအောင်ကြေးကြပါအောင်ဖိုးတူတို့အားလုံးလည်းနိုးလာတယ်ဟဲ့အောင်တို့ပေါ့ဘာဖြစ်တာလဲကွာအန်နီနိုးသွားအောင်မယ်တရေကွာငါတရေတွေ့လိုက်တယ်မမေကြီးနဲ့အကြီးကြီးပဲဘာတရေဟုတ်လားငါပြောပါတယ်ဒီမှာတရေရှိပါတယ်လို့အဲ့ဒါမို့စောစောတွေကငါပြန်လိုက်ပြီးရောကွာဟဲ့ဟုတ်မှလေလုတ်ပါဟဲ့အမောင်လေးကနေရိတ်နေမြင်ပြီလန့်သွားလာမှမသိတာကဲတော့ကြတော့လူတွေနိုးသွားအောင်မယ်ငါလေးကျင်ထားတဲ့အစွမ်းနေနဲ့တရေဟုတ်မဟုတ်စစ်ကြည့်ပေးမယ်ဟဲ့မော်စီယာလည်းအာယုံခံလိုက်ပြီးမန်နန်ကိုရေရွတ်လိုက်တာအောင်တရေရှိရင်ကိုတင်ပြတရေတိဆိုထွက်သွားတရေမဆိုချက်စားအဲ့လေတရေမဆိုရှောင်သွားအော်ဆေးရုံတွေကတရေဆိုတာမင်းပေါ့ပြောစမ်းမမင်းကဘာလို့လူတွေကိုခြောက်လန့်နေရတာလဲအမ
မိမိရဲ့ငါဖြေးရမှာလားငါအကြောင်းနေငါဘောကွာအော်ဒီတည်းရဲ့နေတော့ secret တွေပိုင်းလာလုံနေနေမင်းနေရမဖြေပဲနဲ့ဟုတ်ပြီလေကဲတည်းရဲ့မင်းငါမေးတာကောင်းကောင်းမဖြေဘူးဆိုရင်တော့ငါအစွမ်းနေတုံးပြီးနှိမ်နှင်းရလိမ့်မယ်နော်အမမင်းလိုမော်စီယာမတောက်တစ်ခေါက်လောက်များငါဖြုံမယ်ထင်နေလို့လားအဲ့လိုနဲ့မော်စီယာလေးသူ့ရဲ့အိတ်ထဲကနေဆန်ဆွေတွေထုံလို့မန်းမော်ပြီးတည်းကိုပတ်လိုက်တာတည်းရဲ့လည်းအရန်နာကျင်သွားပြီးအော်ကြီးတော်တယ်အာအမလီပူလိုက်တာမလို့ပါနဲ့ရောဗျာကျွန်တော်ပြပါမယ်ဟိုတလို့ပါကျွန်တော်နာမည်ကအေးမောင်ပါတချင်ကကျွန်တော်ကားတိုက်ခံရပြီးဒီစိတ်ရုံကိုရောက်လာတာစိတ်ရုံနဲ့ရောက်တော့တေးရောဆိုပါတော့ဗျာကျွန်တော်တည်သွားတော့ဒီစိတ်ရုံတွေကနေထွက်မရပြီကျွန်တော်မိမစီပြန်သွားမရပဲဖြစ်နေရဗျဒါလို့နဲ့ကျွန်တော်မိမကိုတွေ့ကျင်စိတ်နဲ့အမျိုးသမီးလူနာတွေလာရင်လိုက်ရှာမိတာပါဗျာချောင်းနေတာတော့မဟုတ်ပါဘူးဟုတ်ပါပြီဒါဆိုကျွန်းတော်အောင်လို့ငါတို့ကဘာလုပ်ပေးရင်ရမလဲငါမိမကိုနှုတ်ဆက်စကားလေးတော့မပြောလိုက်ရလို့စိတ်ဆွဲနေတာပြီးတော့ငါတေးတာကိုတော့တစ်ခါမှရောက်မလာခဲ့လို့ဘာလို့များလဲဆိုတော့မေးကြည့်ချင်လို့ပါကွာငါမိမမျက်နှာလေးကိုတွေ့ခွင့်ရရင်ကျင်းတတ်ပါပြီဒါဆိုမိမကဘာမှလဲပြောလေငါတို့ရှာပေးမယ်ဟိုမမှတ်မိတော့ဘူးဗျတရေတက်တန်လေးကြားပြီးဆိုတော့တပတ်ရှာလို့တိုးကာနေပြီအဲ့ကြမှတ်တမ်းနေရမေ့လာပြီဗျကျွန်တော်မှတ်မိတာဆိုလို့ကျွန်တော်မိမသပင်ရှိပိတ်မိပါအသားဖြူဖြူနဲ့တိတ်လာတဲ့သူပဲဗျပြီးတော့ရွာတွေကတစ်ပင်ကြီးအောင်မှာရီးစားဘွားချိန်တွေနေကြလေဒါပဲသိတော့တာကဲဟုတ်ပြီဗျာဒါဆိုလဲကျုပ်တို့အတန်းနိုင်ဆုံးကိုရှာပေးမယ်ဟုတ်ပလားဒီညတော့ပြန်လိုက်တော့ကျုပ်တို့လည်းအိတ်တော့မှာနောက်တနေ့မနေ့ရောက်တော့အားလုံးပြင်ဆင်ပြီးရွာတွေကတစ်ပင်ကြီးစီကိုထွက်လာခဲ့ကြတယ်တစ်ပင်ကြီးနာရောက်မှာတော့ကိုချက်ကြီးဒါဟိုတရေပြောတယ်ပင်ထင်းနေဗျအေးလာဆက်သွားကြစို့ဒါလို့နဲ့ရုတ်တရက်ငိုတန်တက်တဲ့ကိုကြားလိုက်ရတာအဲ့ဒီကတုတ်ပေါ်ကဟဲ့နီကြားကြလားမင်းမတယောက်ငိုနေရတဲ့မင်းအေးငါလေးကြားတယ်တစ်ပင်နာထင်းနေလာသွားကြည့်အောင်ဘသူဘာဖြစ်လို့လဲမသိဘူးဟဲ့နင်တို့ပြောတယ်မင်းမတန်ပျောက်သွားပြီဟာငါတို့လာတာမြင်လို့များပြေးသွားလားမသိဘူးနော်အေးငါအော်ကိုကြည့်လိုက်အောင်မေဒီမှာပြုတ်ခုနကငိုးနေတဲ့မိန်းကလေးဘာများဖြစ်လို့လဲဗျဘယ်ရောက်သွားတာလဲအဲ့လိုပြောလိုက်တော့မိန်းမတယောက်ကတစ်ပင်နောက်ကနေရုတ်တရက်ထွက်လာခဲ့တယ်ဖိုးတို့အားလုံးလန့်သွားပြီးတော့အောင်မလေးလန့်လိုက်တာဗျာဟာဘာကြီးလဲနင်ကတရေမလားမင်းကတရေမဲ့ဘယ်လိုလုပ်သိတာတော့ကွာမင်းကလည်းကြည့်ပါလားစပင်းဖိုင်ရအချမျက်နှာကလည်းဖြူပဲဖြူရောနဲ့ဟာမင်းရုပ်ရှင်နေကြည့်တာရှော့စမ်းမှာငပိန်ဟာကဲမင်းကလေးစိုးစမ်းမအောင်မင်းရမှာလို့ဒီမှာလာငုံနေရလေဒီလိုပါကျမယောက်ျားနဲ့ရီဆောင်ဘွားတော်ကတီးပေးအောင်မှချိန်တွေ့နေကြလေအခုသူကတေးသွားတော့ကျမအတီးကျန်လို့လာငုံမိတာပါရှင်ဟုတ်ပါပြီဒါနဲ့မင်းယောက်ျားနာမည်ကအေးမောင်လားဟုတ်ပါတယ်ရှင်တော့ကသူနဲ့တိကြတာလားအရင်ကတော့မသိပါဘူးမနေ့ကမှသိလာဟမ်ဘယ်လိုကိုအေးမောင်ကတေးသွားပြီရှင်သိပါတယ်ငါတို့တွေ့လာတာတရေအေးမောင်ပဲသူမင်းအောင်စိတ်ဆွဲပြီးမကြွမလို့ဖြစ်နေရှာမင်းကိုတွေ့ရမှကြွမယ်ဆိုလို့ငါတို့ကလာရှာပေးတာအမလီကိုအေးမောင်ရဲ့ရှင်တရေဘွားနေနေဟာကျမတို့တော့မပြောဘူးတော့ကဲအချိန်မရှိဘူးဗျာကျွန်တော်နဲ့တခါတည်းသာလိုက်ခဲ့တော့ဒါလုံးနဲ့ဖိုးတို့တို့အဖွဲ့နဲ့မိန်းကလေးလေးစေးအောင်စီကိုထွက်လာကြတော့တာကိုအေးမောင်ခင်ဗျားမိမကိုခေါ်လာတယ်ဗျကိုအေးမောင်ကြားလားထွက်ခဲ့ပါအောင်ဗျအဲ့ဒီကတရေအေးမောင်ထွက်လာတယ်ဟမ်မိမမင်းကိုစီလာရဲ့နော်ဝမ်းနာလိုက်တော့ကွာကိုနှစ်တွေကြိုင်မင်းကိုစောင့်နေခဲ့တာကျမလေကိုအရန်တရီကနေခဲ့တာပါကဲကိုအေးမောင်ဒါဆိုခင်ဗျားကျင်းနေတော့လွတ်ရကြွရသွားပါတော့ဗျာသွားမရဘူးဗျကျွန်တော်နှစ်ယောက်စုံတွေ့ခဲ့တဲ့တစ်ပင်ကြီးအောင်ပါမိမကိုနှုတ်ဆက်ပြီးမှကျွန်တော်အဆွေကကြွတ်မှာဟာခမရကလေအရင်ကပြောတော့မိမကိုတွေ့ရရင်ကြွတ်မယ်တဲ့အခုထပ်တိုးလာပြန်ပြီခမရတရေလုပ်ပြီးညံမများနဲ့နော်ညံများတာမဟုတ်ပါဘူးကွာငါလည်းနောက်ဆုံးခွင့်ရလေးပဲဟာစက်ကွန်ကြီးကြပါအောင်နော်ဒါဆိုလေတစ်ပင်ကြီးစီကိုသွားကြမယ်လေဖိုးတို့တို့အားလုံးတစ်ပင်ကြီးအောင်စီပြန်သွားလိုက်ကြတယ်တစ်ပင်ကြီးအောင်ရောက်မှာတော့မှော့စရာကောင်း
ကဲကိုကြီးမောင်ခင်ဗျားတို့ပြောစရာရှိတာပြောကြကျုပ်တို့ရှောင်ပြီးမယ်ဟုတ်ပလားကိုချက်ကြီးရလေဗျာဘာပြောကြလဲဆိုတာကျုပ်တို့လည်းကြားကျင်တာပေါ့ဗျဟုတ်တယ်ဗျကျုပ်လည်းသိကျင်တယ်ဟဲ့နင်တို့ကလည်းလေအလိုက်ကိုမသိတတ်ဘူးလာပါကွာငါတို့ကြောင့်အချိန်ကြာနေဦးမယ်ဟိုနားလောက်ကသွားဆောင်စို့ဒါလို့နဲ့ဖိုးထုတို့လည်းထွက်သွားပြီးတရေနဲ့မိတ်ကလေးတို့နှုတ်ဆက်ဖို့အတွက်ကြံခဲ့တာမိမကြီးကိုသွားရတော့မယ်ကိုမရှိလဲကိုကိုဂရုစိုက်နော်ကိုစိတ်ကြမယ်နော်နောက်မတွေများရှိခဲ့ရင်မင်းနာမှာကြာကြီးနေပြီးသွားမှမယ်လို့ကိုကတိပေးခဲ့ပါလေကွာစိတ်ကြပါကိုရင်ကျမလည်းကိုတယောက်တည်းကိုပဲတစ္ဆာရှိရှိချစ်သွားမှာပါကိုကောင်းရဖို့မဟုတ်သွားပါတော့နော်နှုတ်ဆက်ခဲ့ပါလေကိုရင်နောက်ဘဝကျမှစုံသီးကြတာပေါ့အော်ဒါနဲ့မိနေရမိမကိုမေးစရာလေးရှိတယ်မင်းလေဘာများလဲကိုတင်တော့ဘာလို့တစ်ခေါက်တောင်ဆေးရုံရောက်မလာရတာလဲကိုမတော့ဆေးရုံနေရထွက်မရပဲစောင့်နေခဲ့ရတာဒါကတည်းလို့ပါကိုတရေနေရကျမစီကိုဘယ်သူမှအကြောင်းမကြားခဲ့ကြဘူးတရေနေကြဆေးရုံကပိုင်ရှင်မဲ့လောင်းတင်ပြီးတကြိုလိုက်ကြတယ်ဆိုလို့ကိုအကူရှိရဲ့တုတ်တံမဲ့ပဲသွားပြစ်တော့လို့ပါဟုတ်ပါပြီဒါဆိုရင်ကိုသွားတော့မယ်နော်ဒါလို့နဲ့တရေအိမ်မောင်လည်းအစွဲကျွတ်လို့ပြီးပြက်ွယ်သွားလီတော့တာခဏကြာမှတော့ဖိုးထုတို့အဖွဲ့လည်းပြန်ရောက်လာတယ်အော်ဒါလို့ကြတော့လေတရေတွေဘွားကတိတ်တနာဖို့ကောင်းမှလားကွာအမေပြီးရင်လေမင်းအမေထိတ်ဆုံးကကြောက်တာများမသိရင်ခက်မှာဘာပဲပြောပြောငါတို့ကြောင့်တရေအိမ်မောင်လေးကျွတ်လို့သွားပြီးစေးရုံကြီးလေးတရေအန်ရကနေကင်းဝေးသွားတော့ငါတို့စိတ်ချမ်းသာတယ်ကွာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်ရှင်တို့ကြောင့်တော့မဟုတ်ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူးရပါတယ်ရှင်အားလုံးစင်ပြေသွားတာဝင်ဝမ်းသာပါတယ်အေးဒါကြောင့်ငါရဲ့မော်ပညာတဲ့မန်နဲ့နေကိုအကျိုးရှိတဲ့နေရာတွေပဲအသုံးပြုဖို့ဆုံးဖြတ်ထားတာကွကဲလာကွာအချိန်လေးနေပြီငါတို့လည်းပြန်ကြရအောင်ဒါလို့နဲ့ဖိုးထုတို့အဖွဲ့နဲ့မော်စရာလေးတုပ်ပုံးမေရှိရဲ့စေးုံကြီးစီပြန်သွားလိုက်ကြတော့